လေတော့ကပြန်ပန်းကျင်တဲ့ခရီးဘူးဆိုလို့မောင်ကူးကပေးမနဲ့တုံးစီကကြော့ဆိုးကိုမောင်မြင်တော့သူ့စပင်နှင်းစီပွင့်နေနဲ့ဂုံတင့်တယ်လေချစ်သူကသူ့ကိုပြောတယ်အဲ့ချစ်သူကခရီးဘူးလေးပန်းကျင်ပါတယ်ခရီးပွင့်ပန်းကျင်တာမဟုတ်ဘူးနော်ခရီးဘူးကိုပန်းကျင်တယ်ဆိုတော့မောင်ကကူးရတယ်ခရီးဘူးဆိုတာဘယ်လိုလုပ်မလဲအပင်ကအောက်ကကောက်လို့မရဘူးအပင်အောက်မှာကျတာဒီမှန်သမျှဒီခရီးပွင့် star flower လို့ခေါ်တယ်ခရီးပွင့်တကယ်ကျယ်လေးတွေလိုပဲပြန်ကားနေတာအဲ့ဒါလေးကခရီးပွင့်ဖြစ်တယ်ချစ်သူကပြောတာခရီးဘူးဆိုတော့ तू ကဘာလုပ်မလဲအပင်မော်တက်တယ်ညနေခင်းလေးမှာသွားခူးရတယ်တက်ခူးရတယ်တော်တော်ခက်ခူးရတယ်ခူးပြီးတဲ့နောက်မှာ तू ကပြောပက်ကလေးနဲ့ तू ကတေးသေးချာထုတ်အင်ကိုပြန်လာပြီးတော့ဒီခရီးဘူးလေးဟာမနဲ့ကြရင်လန်းဆန်းလေးပွင့်နေရမယ်မပွင့်တပွင့်ငုံအားခရီးဘူးလေးကို तू ပေးမယ်နော်ညနေခင်းလေးမှာပဲအထုပ်ကလေးနဲ့ထုတ်ပြီးတော့ရေလေးပါလေးတောက်ပြီးတော့တေးသေးချာလုံအောင်ထုတ်ပြီးတော့ကျတော့ချစ်သူစီကိုပေးခဲ့ပြီဖြစ်မှာပေါ့ညမိုးလေးနဲ့ညအိတ်တဲ့အခါကျတော့ तू အိတ်လို့ရကြမှာရမနဲ့ကြရင်ဟောချစ်သူနဲ့ဘုရားကြောင့်ဘေးနာလေးဘုန်းကြီးကြောင့်ဘေးနာလေးမှာတွေ့ရင်ချစ်သူဟာခရီးလေးကိုဘယ်လိုပန်းလာမှလဲနှီးကြိုးလေးတွေနဲ့ထိုးပြီးပန်းလာမှလားဒါမှမဟုတ်ရင်အချီကျိုးနဲ့ပဲကုန်းပြီးတော့じゃပန်းမှလားဒါမှမဟုတ်ပန်းရတာရှက်လို့လေဘင်းမှာပဲဆွဲမလား तू ကရင်ထဲကခုံးပြီးတော့ तू တညာလုံးဟိုဘက်လိမ့်လိုက်ဒီဘက်လိမ့်လိုက်နဲ့ तू အိတ်လို့ရချင်မှရမနဲ့ရောက်တော့ချစ်သူရဲ့ခေါင်းမှာတပါတွေးလိုက်လေဆိုတော့နှင်းစီပွင့်နေတွေးလိုက်တယ်သူကပန်းကျင်တယ်ဆိုလို့ခရီးဘူးကိုပေးခဲ့တော့လဲပဲသူ့ချစ်သူဟာခရီးဘူးကိုဘယ်နာထားလိုက်လဲမသိခရီးပွင့်နေဘယ်ရောက်သွားလဲမသိတကယ်တော့မြင်လိုက်ရတာနှင်းစီပွင့်တွေနဲ့နှင်းစီတပွင့်နဲ့မဟုတ်ဘူးနော်သူ့စပင်နှင်းစီပွင့်တွေနဲ့နှစ်ပွင့်လည်းဖြစ်မယ်သုံးပွင့်လည်းဖြစ်မယ်အဲ့ခါကျသူ့ရင်ထဲမှာဟိုက်ခနဲ့ဖြစ်သွားမှာပေါ့စဉ်းစားကြည့်ပါဦးကိုပြီးထားတဲ့ပန်းကိုလွန့်ပြစ်သလားဘာလားအခုချိန်ကတော့မနေ့ကပူဇာတော့ကပူဇာပြီးအခုမနေ့တွေ့တဲ့ခါကျနှင်းစီပွင့်နေနဲ့ဆိုတော့ရင်ထဲမှာဘယ်လောက်ခံစားရမလဲဒါပေမဲ့သူဒေါသထွက်သလားဆရာဒေါသမထွက်ဘူးဘယ်လိုပြောလိုက်လဲဆိုတော့ဂုံတင့်တယ်လေချစ်သူရဲ့စပယ်မှာဒီနှင်းစီပွင့်လေးတွေဟာမင်းအတွက်အင်မတန်ဂုံတင့်ပါတယ်ကွာဆိုပြီးမုဒိတာစိတ်ကလေးနဲ့ဟောအဲ့ဒါလေးဟာသူ့ရဲ့အချစ်လို့ပြောရမယ်ဒါဟာဆုံးရှုံးမှုတစ်ခုပဲကြဆုံးမှုတစ်ခုပဲကိုပေးလိုက်တဲ့ပန်းကိုမပန်မဲနဲ့တခြားသောပန်းကိုပန်လာပြီးတော့သူ့ရှေ့မှာလာတယ်ဆိုတာဒါဟာတွေးမယ်ဆိုရင်တော့သူ့ကိုစော်ကားလိုက်တာပဲလို့တွေးမယ်ဆိုတွေးလို့ရတယ်ဒါနဲ့ထွေးကျင်တဲ့စိတ်ပေါက်ချင်လဲပေါက်မှာပေါ့ဒီကစ်ဆိုရင်နော်ဒီကစ်ဆိုလို့ရှိရင်ဒါနဲ့ထွေးကျင်တဲ့စိတ်မပေါက်ရင်တောင်မှညီးမိမယ်နာနာကြီးကြီးညီးမိမယ်